ဆရာဝန်ကြီးရဲ့ကျွန်တော်ကိုဆိုရင်ဘယ်သူမှအရေးမစိုက်ကြဘူးလူရမသွင်းကြဘူးဗျာနောက်တစ်ယောက်ဝင်ခဲ့ပါ ကျမကိုတစ်ချိန်လုံးတီးထိတ်ရင်မှုဖြစ်ရတဲ့စုံထောက်ဝတ္ထုတောက်ရွေးပေးပါဒီစာအုပ်ကိုယူသွားပါနောက်ဆုံးဆက်မျက်နှာကြမှာလူသက်သမားဟာအိမ်ပေါ်မှာလေးဖြစ်ကြောင်းပေါ်လာတယ်ရှင် ဆရာကြီးကတကယ်ပဲအနာဂတ်ကိုကြိုမြင်တာလားဗျ မြင်တာပေါ့ကွာဘာဖြစ်လို့လဲ မဟုတ်ပါဘူးခုနကျွန်တော်တကားခေါက်တုန်းကဆရာကြီးကဘသူလဲလို့မေးနေလို့ပါဗျာဆရာဝန်ကြီးကျွန်တော်အရာရာကိုခဏခဏမေးနေလို့ဘာလုပ်ရမလဲဆိုတာလာပြတာပါ ဒါဆိုဒီဝေဒနာစဖြစ်တာဘယ်လောက်ကြာပြီလဲ ဘယ်ဝေဒနာလဲဆရာ ရှင်အိမ်ကိုဘယ်ချိန်မှပြန်လာတာလဲမနေ့9 နာရီတောင်ထိုးနေပြီညစာအိမ်မှာပြန်စားမယ်ဆိုပြီး အေးလေကိုကညစာစားဖို့ပြန်လာတာပဲလေဒါပေမဲ့ဘယ်နေ့ညစာလဲလို့တော့ငါမပြောခဲ့ဘူးနော်ပြင်ခန်း2000ကျပါတယ် နီလာကြီးလားကျွန်တော်လာအပ်တော့က4000ကျမယ်ဆို ခမရဲ့ဖက်နဲ့တစ်ဖက်ပျောက်သွားလို့ပါဒီကြက်တူရဲ့လူစကားတကယ်တက်တာလားတက်တာပေါ့ तू ကအင်္ဂလိပ်လိုရောမြန်မာလိုရောပြောတတ်တယ်ဟယ်လိုလို့မပြောနဲ့ငါ့ကိုမြန်မာလိုပဲနှုတ်ဆက်မင်းအင်္ဂလိပ်တန်ဝဲတာငါနားမလဲအသက်ရှူကြအောင်ညှစ်ထား